မေတ္တာဆိုတာမေတ္တာဘုကိုရွတ်နေရမယ်အနေထားမျိုးမဟုတ်ဘူးမိမိစိတ်ဓာတ်ကိုကအများခေါင်းစားစေခြင်းနဲ့စိတ်ဓာတ်ဖြစ်နေဖို့လိုအပ်တယ်။ဘာကြောင့်လို့ဆိုရင်မေတ္တာဘုဆိုတာရတာရွတ်ကြတယ်လေတခါတလေကျရတာရွတ်ပြီးအဓိပ္ပာယ်တောင်းမစင်စားရင်အလေးနဲ့သိချင်မှသိမှာပေါ့။ဒါကြောင့်မို့မေတ္တာရဲ့သဘောတရားဟာအမုန်းကင်းစင်ရမယ်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာတစ်ဖက်သားပေါ်မှာခြေနှက်တာမခြေမနှက်ဖြစ်နေတာမရှိဘူးမုန်းနေတာမရှိဘူးပျက်စီးစေလိုတဲ့စိတ်တွေမရှိဘူးအလုံးအစဉ်ပြေစေခြင်းနဲ့စိတ်ဓာတ်တွေမွေးတာဟာဒါမေတ္တာလို့ခေါ်တယ်ဒါမြင့်မြတ်သောစိတ်နေသဘောထားပဲအဲ့ဒီမြင့်မြတ်သောစိတ်နေသဘောထားမေတ္တာကိုအခိုင်အမာထားလိုက်ပြီဆိုလို့ရှိရင်အများနဲ့ပတ်သက်လာတဲ့အခါမှာကိုမေတ္တာထားသလိုဖြစ်မလာတဲ့ပုဂ္ဂိုလ်ရှိတယ်ဖြစ်လာတဲ့ပုဂ္ဂိုလ်ရှိတယ်ကိုကလုပ်ပေးနိုင်တာတော့မဟုတ်ဘူးအကုန်လုံးဒီလူတယောက်ကြီးပွားတိုးတက်စေခြင်းနဲ့မေတ္တာထားတယ်သို့တော့သူဟာကိုမေတ္တာထားသလိုဖြစ်မလာပဲနဲ့ဆဲတော့ကလည်းကြုံရတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးပေါ်ကြတော့ဘာဖြစ်လဲသူ့ရဲ့ဒုက္ခကိုမရှုရဲ့မနေစိတ်ဒီဆင်းရဲဒုက္ခကလွတ်စေခြင်းနဲ့စိတ်နေသဘောထားတစ်ခုထပ်ပေါ်လာခုနကအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကမေတ္တာစိတ်ထဲမှာဖြစ်ပေါ်လာတာကမေတ္တာဆင်းရဲဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာကြတယ်ထိုအခက်ခဲတွေကနေလွန်မြောက်သွားစေခြင်းလားသူ့ရဲ့ဒုက္ခကိုကိုချင်းစာပြီးတော့အဲ့ဒီဒုက္ခကမြန်မြန်လွတ်စေခြင်းလားကရုဏာဆိုမေတ္တာရှိရင်ကရုဏာဖြစ်ဖို့ရတယ်အလွန်ကြီးခဲလာတော့တာမဟုတ်တော့ဒါမို့မေတ္တာကိုအခိုင်အမာတည်ဆောက်ကြအောင်နောက်တစ်ခါကိုကမေတ္တာထားတဲ့ပုဂ္ဂိုလ်တူတယောက်ကမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေဟာအောင်မြင်ကြီးပွားလာပြီဆိုရင်ကိုမေတ္တာထားတိုင်းဖြစ်လို့ဝမ်းသာခြင်းမှုကဖြစ်လာတော့မေတ္တာခိုင်မာလို့ရှိရင်မုဒိတာဖြစ်ဖို့လည်းမခဲရင်တော့အကယ်၍ကိုမေတ္တာကမခိုင်မာဘူးဆိုရင်ဘာဖြစ်လာလဲခြေလက်စီဆိုရင်အိတ်သာဖြစ်လာပြန်အဲ့ဒါကြတော့အမုန်းနဲ့တွဲဖက်လာပြန်ကိုယ့်ရဲ့သားမနာလို့ဆိုတာဖြစ်လာမေတ္တာကြောင့်ကိုယ်ဟာကြီးပွားတိုးတက်စေခြင်းနဲ့ကိုတိုးတက်စေခြင်းတဲ့အတိုင်းသူကကြီးပွားတိုးတက်သွားတယ်ဆိုဝမ်းသာနိုင်ရမယ်လို့ဆိုလို့အဲ့ဒီဝမ်းသာနိုင်မှုဟာမှန်ကန်တဲ့လမ်းကြောင်းမှန်ကန်တဲ့စိတ်တွေသဘောထားပဲအဲ့ဒါလို့ဝမ်းသာနိုင်ခြင်းကမုဒိတာဥပိ္ပခာဆိုတာကြတော့ချစ်ချင်းမုန်းခြင်းကြောင့်ချစ်ချင်းမုန်းခြင်းကိုအကြောင်းပြုပြီးတော့တရားတူတယောက်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ပြည့်ပြည့်မှုမရှိအောင်ညံ့ညံ့တာတာတွေးတောဆင်ခြင်တတ်တဲ့ရှင်းကျက်တဲ့စိတ်နေသဘောထားကဥပိ္ပခာအရာထဲမှာပြောနေကြတဲ့မတဲ့လို့မခေါ်မပြောတဲ့ဥပိ္ပခာမဟုတ်ဘူးနော်မတဲလို့ရှိရင်လူတွေကပြောလိုက်တယ်ဥပိ္ပခာရှုဥပိ္ပခာထားလိုက်အစင်မပြေဒီလူကိုပြစ်ထားလိုက်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောအဲ့တော့ဥပိ္ပခာဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါမျိုးမဟုတ်ချစ်ချင်းကြောင့်လည်းအစွမ်းရောက်မသွားဘူးမုန်းတီးချင်းကြောင့်လည်းအစွမ်းမရောက်သွားဘူးချစ်ချင်းလည်းမပါဘူးမုန်းခြင်းလည်းမပါဘူးမြတ်တာတဲ့စိတ်နေသဘောထားလို့ဒီလိုဆိုလို့ရတယ်ပေါ့တည်ငြိမ်တိမှတ်တဲ့သဘောတရားအင်္ဂလိပ်လို equanimity လို့ခေါ်တယ်တိမှတ်တဲ့သဘောတရားကိုဆိုလို့ရတယ်ပေါ့နော်အဲ့ဒီဥပိ္ပခမျိုးဟာတော့စိတ်နေသဘောထားထဲမှာပို့ပြီးတော့မြင့်မြတ်တယ်လို့ဒီလိုပြောအဲ့တော့လူတိုင်းဟာမြင့်မြတ်တဲ့စိတ်ထားတွေကိုထားနိုင်မယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့စိတ်ထားကိုအကြောင်းပြုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်စိတ်ထားမြင့်မြတ်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝရောက်သွားအဲ့ဒီလိုအနေထားမျိုးရောက်အောင်
ကျင့်ဆောင်ကြရမှာဖြစ်တယ်နော်အဲ့ဒါလိုကျင့်ဆောင်နိုင်မှမြင့်မြတ်သောစိတ်သဘောထားတွေတရားတွေအလုံးပေါ်မှာအခိုင်အမာထားနိုင်ပြီကိုယ့်ရဲ့နဲ့မှာမြင့်မြတ်တဲ့တရားတွေကိန်းပြီးတော့မြင့်မြတ်တဲ့ဘဝကိုရောက်ကြမှာဖြစ်တယ်အဲ့ဒါထားနိုင်မှုအမှန်တမ်းအရေးကြီးတယ်အဲ့တော့မေတ္တာရဲ့သဘောတရားလေးကိုလေ့လာကြည့်ရအောင်မေတ္တာဆိုတာဟာဗျာအလုံးလည်းသိနေကြတယ်ပေါ့မေတ္တာအကျဉ်းချင်းကတော့သိနေကြတယ်မေတ္တာကိုလေ့လာသုံးသပ်တဲ့အခါမှာမေတ္တာရဲ့တွင်ပြင်လက္ခဏာသိရမေတ္တာရဲ့ဆောင်ရွက်တဲ့ကိစ္စကိုသိဖို့လိုတယ်ရှင်တဲ့နှလုံးထဲမှာမေတ္တာရဲ့ပုံရိပ်ကိုလည်းအသိဉာဏ်ထဲမှာပေါ်လာတဲ့မေတ္တာရဲ့ပုံရိပ်ကိုလည်းသိရအဲ့ဒီမေတ္တာတရားဟာကိုယ့်ရဲ့ထဲမှာဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာကိုလည်းသိရမှာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာတရားဆိုတာဟာသူ့ရဲ့တွင်မြင်လက္ခဏာရှုတော့မှကြည့်မယ်ဆိုလို့ရှိရင်ဟိတကာရပဝတ္တိလက္ခဏာတစ်ဖက်သားကိုကြီးပွားတိုးတက်စေခြင်းနဲ့အခြေအနေကောင်းတွေနဲ့ပြည့်စုံစေခြင်းနဲ့ဆိုတဲ့သဘောတဘာဝလက္ခဏာဟာမေတ္တာရဲ့လက္ခဏာပဲဘယ်သူပဲဖြစ်ဖြစ်တိုးတက်တာကြည့်ခြင်းနဲ့ချမ်းသာတာကြည့်ခြင်းနဲ့ဆင်းရဲဒုက္ခရောက်တာမကြည့်ခြင်းအလုံးဟာအဆင်ပြေစေခြင်းနဲ့ကြီးပွားတိုးတက်စေခြင်းနဲ့ဆိုတဲ့အနေအထားမျိုးစိတ်ထဲမှာဖြစ်ပေါ်ဘယ်သူပဲဖြစ်ဖြစ်ကောင်းစားစေခြင်းနဲ့ပညာသင်နေကြတဲ့ကလေးတွေပညာတတ်စေခြင်းနဲ့စီးပွားဥစ္စာချုပ်ခဲ့တဲ့ကလေးတွေစီးပွားဥစ္စာနဲ့ပြည့်စုံစေခြင်းမကျမ်းမာဘူးဆိုရင်ကျမ်းမာစေခြင်းနဲ့မပြည့်စုံဘူးဆိုရင်ပြည့်စုံစေခြင်းနဲ့စိတ်ထဲမှာလိုအပ်ချက်ကိုဖြည့်ပြီးသူ့ရဲ့ပြုံးရွှင်တဲ့မျက်နှာအစဉ်ပြေးနေတာကိုမြင်ကျင်တဲ့သဘောတရားဟာမေတ္တာပဲလို့သူဆိုလို့ပေါ့နော်အဲ့ဒီမေတ္တာကအဲ့ဒီလိုမေတ္တာရှိလာလို့ရှိရင်ကိုတက်နိုင်တဲ့ဘက်ကသူ့ရဲ့ဆောင်ရွက်မှုကိစ္စကဟိတုပတံဟာရရတဟိတဥပတံဟာရအချိန်လေးကောင်းဖန်တီးပေးမေတ္တာရှိတဲ့တိုင်ကလေးတယောက်ချိုးငဲ့နေတယ်ဆိုရင်ဖြည့်ဆည်းပေးလိုက်အသိဉာဏ်အားနဲ့နေတယ်ဆိုလို့ရှိရင်တည်တည်ချာချာညာညာထားတာသင်ကြားပေးတယ်ပစ္စည်းဥစ္စာချိုးငဲ့နေတယ်ဆိုရင်လည်းဖြည့်ဆည်းပေးတယ်စိတ်အားငယ်နေတယ်ဆိုရင်လည်းစိတ်အားဖြည့်ပေးစသဖြင့်လိုအပ်ချက်တွေလှုပ်ဆောင်ပေးတာလက်တွေ့ဖော်ဆောင်ပေးခြင်းကိစ္စရှိတယ်စိတ်ဓာတ်အနေနဲ့ကအကျိုးစီးပွားကိုလိုလားတယ်လက်တွေ့အနေနဲ့လည်းအကျိုးစီးပွားဖြစ်ရဖြစ်ကြောင်းလို့နှုတ်အားဖြင့်ပြောပေးတယ်ကိုယ်ဒီလျောက်အားဖြင့်လှုပ်ဆောင်ပေးတယ်ဒါမေတ္တာရဲ့ဆောင်ရွက်မှုကိစ္စတွေနော်ဒါပြင်မေတ္တာရဲ့ပုံရိပ်ကိုဘယ်လိုမြင်ရတော့လို့ဆိုမေတ္တာရဲ့ပုံရိပ်ကအာဃာတဝိနယပစ္စုပ္ပထာနာမေတ္တာရဲ့ပုံရိပ်ဟာဘယ်လိုထင်လာတော့ဆိုအမုန်းကင်းစင်တဲ့ပုံရိပ်ပဲအဲ့တော့တကယ်မေတ္တာရှိပြီဆိုရင်ကြည့်လိုက်ကိုယ့်ရိပ်တွေကမုန်းနေသေးလားဒီလူပေါ်မှာသူကြည်ပွားတာကိုမကြည့်ချင်ဘူးလားမျက်စိထဲမှာထောလောကန်းလန့်ဖြစ်နေသလားဘယ်သူဖြစ်အမြင်မကြည့်ဘူးဘယ်သူပေါ်ဖြစ်အစာမကြည့်ဘူးဆိုတာတွေမရှိပဲနဲ့အလုံးပေါ်မှာဘယ်သူပဲတွေးလိုက်ရှင်တဲ့နှလုံးထဲကအမုန်းတရားဖြစ်ဘယ်တော့မှမရှိဘူးအမုန်းကင်းစင်နေတဲ့အနေအထားလေးကိုတွေ့မြင်ရရင်ဒါမေတ္တာရဲ့ပုံရိပ်ပဲလို့ဒီလိုသိရမှာပစ္စုပ္ပတ္ထနာဆိုတာအသိဉာဏ်ထဲမှာပေါ်လာတဲ့ပုံရိပ်ပဲအာဃာတဝိနယအမုန်းနေကင်းစင်နေတယ်ဘလို့တွေ့သူ့ပေါ်မှာမုန်းတယ်ဆိုတာမရှိသေးအဲ့ဒါလိုအမုန်းကင်းစင်တဲ့ပုံရိပ်ကြီး
ပေါ်လာတာဒါမေတ္တာပဲဒါဖြင့်ဒီမေတ္တာတရားကိုဘယ်လိုတည်ဆောက်ရမလဲတူတယောက်ပေါ်မှာတည်ဆောက်ခြင်းနဲ့အလုံးပေါ်မှာတည်ဆောက်ခြင်းနဲ့အဲ့ဒါလို့တည်ဆောက်မယ်ဆိုရင်ဘယ်လိုတည်ဆောက်မလဲလူတူတယောက်ရဲ့အကျိုးစီးပွားကိုလူလားတဲ့မေတ္တာစိတ်ဖြစ်ဖို့ဆိုတာလွယ်ကူတာတော့မဟုတ်ဘူးရှင်ထဲမှာပြိုးဖို့လိုတယ်ပေါ့နော်ပြိုးတဲ့အခါမှာလူဆိုတာအကောင်းနဲ့ဆိုရောနေတာကိုယ်ပေါ်လဲဆိုခြင်းဆိုမယ်ကိုယ်ပေါ်လဲကောင်းခြင်းနဲ့ကောင်းမယ်အကောင်းလည်းရှိမယ်ဆိုလည်းရှိမယ်ရောနေမယ်အဲ့လိုရောနေတတ်တဲ့သဘောတရားရှိတာလို့ရှိရင်မေတ္တာဘယ်လိုပြောပြိုးမလဲလူတယောက်ပေါ်မှာမေတ္တာပြိုးခြင်းပြီဆိုရင်ဘယ်လိုပြောရလဲဆိုရင်မနာပဘာဝဒသနပဇ္ဌာနာကိုမေတ္တာပြိုးမဲ့ပုဂ္ဂိုလ်တွေဥပမာမယ်ပုဂ္ဂိုလ်သတ်မှတ်ချက်မရှိဘဲနဲ့အားလုံးပေါ်မှာမေတ္တာပြိုးမယ်ဆိုလို့ရှိရင်ခေါင်းထဲမှာပေါ်လာမယ်ဘယ်ကောင်ကတော့လူဆိုးပဲဘယ်ကောင်ကတော့မကောင်းဘူးဘယ်သူကတော့လူမိုက်ပဲနဲ့ဆိုခေါင်းထဲမှာအဆိုးတွေလည်းပေါ်လာမှာပဲအကောင်းတွေလည်းပေါ်လာနော်အကောင်းတွေမှာလည်းပဲလူတွေဟာဘယ်လူကတော့မာနကြီးတယ်ဘယ်လူကတော့မဟုတ်တာတွေဘယ်လူကတော့ငါပေါ်ချောင်းမြောင်းပြောတတ်တယ်ဆိုတာတွေလည်းကိုယ်နဲ့ပတ်ဝန်းကျင်မှာထိတွေ့ဘူးတာတွေပေါ်မှာသွားပြီးတော့ရှုမြင်နေတတ်တယ်ပေါ့နော်အဆိုးတွေကခေါင်းထဲမှာပေါ်လာတယ်အဲ့လိုပေါ်လာလို့ရှိရင်တဲ့အဆိုးတွေကိုဖျောက်ကောင်းတဲ့အကွက်ကလေးကိုရှာပြီးတော့မေတ္တာပွားပါလူတိုင်းဟာအဆိုးကြီးမရှိပါဘူးအကောင်းလေးကိုရှာလိုက်ပါလို့ဒီလိုဆိုလို့